အသက်45ယောဂမရှိချစ်သူကထားခဲ့တယ်ငါနှစ်ပြေးတော့မယ်မွန်နေတုံးနဲ့စိတ်ကပြန်ကြည့်နေပါပြီတဲ့ဒီကြားထဲဘယ်သူနဲ့မှအတူမနေပါဘူးဆိုတော့ဒီအကိုနဲ့အဖြစ်တူတဲ့သူရှိလားပြီးရင်သူပြောထားတဲ့စာတွေမှာပါသေးသူ့ဘောတရားစိတ်တွေနဲ့အခုတော့တဲ့ဘဝကိုပြန်စားကျင်လို့ပါတဲ့နေတာက South California ပေါ့နော်သူပြောပြတာကျမရဲ့ page လေးကိုတွေ့ပြီးတော့ကျမကကဘာရဲမှာရှိရဲ့မြန်မာမျိုးသားတွေရဲ့အိမ်အောင်ရေးဒုက္ခကိုပြေဝအောင်ဂျင်းမထဲပဲဆရာဝန်ကဆွေးနွေးပေးနေတဲ့ supplement စိတ်ပိုင်ရှင်ကျမမဆုရီဖုံးပြဖြစ်ပါတယ်လို့ပြောခဲ့တယ်ပေါ့နော်ပြန်ဖြေပေးပါလားကျွန်တော်ဖြေပေးပါမယ်ရှင်ကျွန်တော်ကျမကမိခွန်းလေးတွေမေးလေးရှိတယ်လို့ပြောတယ်မို့လားအကိုတို့ရဲ့အိမ်အောင်ရေးနဲ့ပတ်သက်ပြီးကျမဒီအိမ်တော်ရေးဒုက္ခနဲ့ပတ်သက်ပြီးတော့ကိုတို့ဗာစိတ်တောက်ထားတယ်ဘယ်လိုရောအခန်းတွေရှိရဲဘယ်လိုချင်းတွေခံစားနေရလဲဆိုတော့ကျွန်တော်တို့မေးခွန်းလေးတွေမေးတယ်ပေါ့ရှင်ကျွန်တော်တို့လည်းလာတိုင်မင်းတဲ့ခါ4နဲ့5နဲ့9656ခွန်9944616လေးတွေရဲ့ဆက်သွယ်ရမယ့်နံပါတ်တွေမှာလာရောက်မေးမြန်းလို့ရတယ်အဲ့တော့အဲ့ဒီနေရာမှာကျွန်မလာမေးတဲ့ခါမှာသူ့ကိုမေးခွန်းလေးတွေမေးပြီးရက်ထားတယ်ကွာသူကကိုဖြစ်နေရလေးတိကျပြပြဆိုတခါတည်းချစ်သူမူးအွန်နေတာပါ9နှစ်ပြည့်နေတော့ငါပါတယ်ရောနော်အဲ့လိုမျိုးပါနော်ချစ်ဖို့ကောင်းတာပါကျွန်မပြောချင်တာဒီကိုလေးချစ်ဖို့ကောင်းတာပေါ့နော်ဒီလိုလေးတွေဖြည့်ပြီးတော့အဲ့ဒါနဲ့မှကိုကလည်းပိုးပြီးတော့မှလိုအပ်တာလေးဆွေးနွေးတိုင်ပင်လို့ရတာပေါ့လေသူတို့အကြောင်းလေးတွေသိတဲ့အခါကျတော့အဲ့လိုမျိုးလေးလာတိုင်ပင်လို့ရပါတယ်ရှင်နော်ကျွန်မတို့ချစ်ဖို့ကောင်းလို့ပါဒီကိုတွေဖြည့်ပေးတာပြောကိုကိုပြန်ပြီးတော့လိုအပ်သည်မရှိအောင်ကိုလုံးဝကိုဖြည့်ပေးတာသူရဲ့အခြေအနေလေးတွေကိုလေကျေးဇူးတင်ပါတယ်အဲ့တော့လာတိုင်ပင်လို့ရတယ်